ကိစ္စကိုအပေါ်ယံကြည့်ရင်တော့လူများစုထင်တာကဒီမိန်းကလေးဟာကိုလောက်ကြံသွားတယ်လို့ပဲထင်ကြမှာပါဒါပေမဲ့တကယ်ရန်တော့ဒါဟာစီစဉ်ပြီးလှုပ်ထားတဲ့မာရာကေ့စ်လောက်ကြံတပ်ဖြတ်မှုတစ်ခုဖြစ်နေခဲ့ပါတယ်ပြီးကြောက်စရာကောင်းတာကတော့ဒီမိန်းကလေးကိုတတ်ဖို့တခါတည်းမဟုတ်ပဲ၄ချိန်တိုင်ကြိုးစားခဲ့တာဖြစ်ပါတယ်ဒီနေ့ပြောပြမယ်ဖြစ်ရမှန်မှုခင်းကတော့အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာဖြစ်ပွားခဲ့တဲ့မိသားစုတွင်လှုပ်ကြံမှုတစ်ခုဖြစ်ပါတယ်2024ခုနှစ်အောက်တိုဘာလ14ရက်နေ့အဲ့ဒီနေ့မှာရဲတွေစီကို report တစ်ခုဝင်လာပါတယ်။ဘာလဲဆိုတော့မိန်းမတစ်ယောက်မျက်နှာချက်ပန်ကာကနေကျိုးဆွဲချတည်ဆုံးနေတဲ့ဆိုတဲ့သတင်းပါပဲ။အဲ့ဒီမိန်းမကတော့အသက်34နှစ်ရှိတဲ့ဂီတာခေါ်ဒရီဆိုသူဖြစ်ပါတယ်။နေရာကတော့မွန်ဘိုင်းမြို့ရဲ့ပေါ်ဝိုင်အရက်ဒေသကပါရဲတွေကအစာပိုင်းစစ်ဆေးတဲ့အချိန်မှာဖြစ်ရကမိမိကိုမိမိလောက်ကြံမှုလိုပဲဖြစ်နေပါတယ်အလောင်းကိုမျက်နှာကျက်ပန်းကာမှာချိတ်ထားတယ်ဘေးပတ်ဝန်းကျင်အထောက်ထားတွေကိုစူးစမ်းရှာဖွေရမှာလဲတန်တရားဖြစ်เสียအကြောင်းအရာတွေမရှိခဲ့ပါဘူးအလောင်းကိုဆရာဝန်တွေရဲ့ပထမအချိန်စစ်ဆေးချက်မှာလဲတည်ဆုံးရတဲ့အကြောင်းရင်းကိုမရှင်းလင်းနိုင်ခဲ့ကြပါဘူးဒါကြောင့်ဒီဖြစ်ရပ်ကိုစူးစိုက်မိမိကိုမိမိလောက်ကြံမှုလိုပဲသတ်မှတ်လိုက်ကြပါတယ်အဲဒီနောက်ဂီတာခေါ်ဒရီရဲ့အလောင်းကိုသူမရဲ့မိသားစုရှိရာရာဂျစတန်ကိုပြန်ပို့ပြီးမြုပ်နှံလိုက်ကြပါတယ်ဒီအချိန်မှာဖြစ်ရပ်ကလုံးဝပြောင်းလဲသွားခဲ့ပါတယ်ဂီတာရဲ့ဖခင်ကငါသမီးကကိုတတ်သေးတာမဖြစ်နိုင်ဘူးလို့ယုံကြည်နေခဲ့ပါတယ်သူ့အတွက်ဒီတည်ဆုံးမှုကမတော်တဆမှုမဟုတ်ဘူးဆိုတာအမြဲတမ်းတရားရှိနေခဲ့ပါတယ်ဒါကြောင့်ဒီကိစ္စကိုပြန်လည်တိုင်ကြားခဲ့ပါတယ်ဖြစ်ရပ်ကိုပြန်လည်စစ်ဆေးပေးဖို့တောင်းဆိုခဲ့တယ်သက်ဆိုင်ရာကိုလည်းမနာတမ်းဖိအားပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ရုပ်အလောင်းကိုပြန်လည်တူးဖော်ပြီးမူခင်းဆရာဝန်တွေနဲ့ဒုတိယအကြိမ်တေချာစွာပြန်လည်စစ်ဆေးစီစစ်ခဲ့ပါတယ်ဒီတစ်ခါရလဒ်ကတော့လုံးဝမတူတော့ပါဘူးဂီတာဟာကျိုးဆွဲချသေးဆုံးခြင်းမဟုတ်ဘဲလေပင်ကိုဖိအားပေးအသက်ခံထားရတာဖြစ်ပါတယ်ဒါဆိုရင်သူမကိုတပ်ဖြတ်ပြီးမှစူဆိုင်လိုမျိုးပုံပေါ်ထားခဲ့ကြတာပါဒီတစ်ချက်ထဲနဲ့ပဲဒီဖြစ်ရပ်ကမိမိကိုမိမိလောက်ကြံမှုကနေကြိုတင်စီမံထားတဲ့လူတက်မှုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ရဲတွေကစစ်ဆေးမှုတွေကိုပြန်လည်စတင်มาတော့တယ်အဓိကတန်တရားရှိသူကတော့သူမရဲ့ခင်မွန်းစာခါရန်ဖြစ်ပါတယ်အစာပိုင်းမှာသူကမတူညီတဲ့အဖြေတွေကိုအချင်းချင်းပြောပြီးရဲတွေကိုလှည့်စားဖို့ကြိုးစားခဲ့ပါတယ်၃ချိန်တော့လွဲမှားတဲ့အချက်လက်တွေကိုပေးခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့အမှားတွေကြောင့်သူ့အပြစ်ကိုထုတ်ဖော်ဝန်ခံလိုက်ပါတယ်ဒီနေရာမှာအရန်ကြောက်စရာကောင်းတဲ့အချက်တစ်ခုထွက်လာပါတယ်စာကာရန်ဟာသူဇနီးကိုတတ်ဖို့၄ချိန်တိုင်ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်ပထမအချိန်ကတော့ညစာစားပြီးအပြန်မှာအာရီကိုလိုနီလမ်းပေါ်မှာလေးလံတဲ့ပစ္စည်းတစ်ခုနဲ့တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့လူတွေတွာလာနေတာကြောင့်မအောင်မြင်ခဲ့ပါဘူးဒုတိယအချိန်ကတော့17နှစ်အရွယ်သားဖြစ်သူကိုကျောင်းပို့တဲ့အချိန်မှာလမ်းမတော်တဆမှုလိုဖြစ်အောင်စီစဉ်ခဲ့ပါတယ်ဒါပေမဲ့ဂီတာက
ပုံမှန်အားဖြင့်လမ်းဘေးမှာလူတွေဘေးကင်းအောင်သွားလာနိုင်ဖို့ပြုလုပ်ထားတဲ့ footpath ပေါ်ကနေပဲလမ်းလျှောက်တဲ့အတွက်မအောင်မြင်ခဲ့ပါဘူးတတိယအချိန်ကတော့သွားလာနေတဲ့ယထာပေါ်ကနေတွန်းချဖို့ကြိုးစားခဲ့ပါတယ်ဒါလည်းမအောင်မြင်ခဲ့ပါဘူးအချိန်ချင်းမအောင်မြင်လာတဲ့အခါဆာကာရာဟာစိတ်မရှိတော့တဲ့အတွက်သူ့မိတ်ဆွေတယောက်ကိုအိန္ဒိယရူပီငွေ6သိန်းနဲ့9,000ပေးပြီးဇနီးကိုတတ်ဖို့ငှားရမ်းလိုက်ပါတယ်အဲ့ဒီမိတ်ဆွေကနောက်ထပ်လူ2ယောက်ကိုခေါ်လာခဲ့တယ်ဒါကြောင့်စုစုပေါင်းလူ4ယောက်ပေါင်းပြီးဒီလောက်ကျန်တပ်ဖြတ်မှုအစီအစဉ်ကိုအကောင့်ထဲပေါ်ခဲ့ခြင်းဖြစ်ပါတယ်2024ခုနှစ်အောက်တိုဘာလ14ရက်နေ့မှာသူတို့ဟာဂီတာကိုလေဘင်းကိုဖိအားပေးပြီးအသက်ရှူပိတ်စီသောနည်းနဲ့တပ်ဖြတ်လိုက်ကြပါတယ်ပြီးတဲ့နောက်အလောင်းကိုမျက်နှာကျက်ပန်ကာမှာထိဆွဲပြီးစူဆိုင်လိုပုံဖော်ထားလိုက်ပါတယ်တန်တရားဖြစ်စေရာအစာအနတစုံတရာမရှိအောင်အခင်းဖြစ်နေရာကိုအသေးစိတ်ရှင်းလင်းခဲ့ကြပါတယ်ဒါကြောင့်ရဲတွေအတွက်အစာအုပ်စစ်ဆေးချက်တွေမှာတန်တရားဖြစ်စေရာမတွေ့ခဲ့ရခြင်းဖြစ်ပါတယ်ဒီနောက်မှာရဲတွေစစ်ဆေးပြီးတိလာတာကဆာကာရာဟာတခြားမိန်းမတစ်ယောက်နဲ့တိတ်တိတ်ပုံဖြစ်နေခဲ့ပါတယ်သူမနဲ့အတူနေခြင်းတဲ့အတွက်သူဇနီးကိုအတားအဆီးလို့မြင်နေခဲ့ပါတယ်ဒါကြောင့်သူဆန္ဒကိုပြေဝဖို့ဇနီးကိုဖယ်ရှားဖို့ဆုံးဖြတ်ခဲ့တာပါနောက်ဆုံးမှာတော့ဆာကာရန်သူမိတ်ဆွေနဲ့နောက်ထပ်အပေါင်းပါ2ယောက်အပါအဝင်စုစုပေါင်း4ယောက်ကိုဖမ်းဆီးလိုက်ပါတယ်ဒီဖြစ်ရပ်ကိုကြည့်ပြီးတချို့လူတွေဟာချစ်ချင်းမေတ္တာကိုတော့အန္တရာယ်ဖြစ်အောင်အသုံးချနိုင်တယ်ဆိုတာသိရပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးလို့ကျေးဇူးပါခင်ဗျာ like and subscribe လေးလည်းလုပ်ပေးသွားကြပါအောင်နော်အားလုံးကျမ်းမာချမ်းသာပြီးဘေးရန်နဲ့ပေါင်းမှကင်းဝေးကြပါစေခင်ဗျာ